ကျွန်တော်အဲ့လိုမရပဲတွေးနေတဲ့အရာတခုရှိရဲ့အဲ့ဒါဘာလဲဆိုတော့စဉ်းစားကြည့်ဗျာအန်နဝါဆိုတဲ့တင်မောတစီရှိဗျာတင်မောနာမည်အန်နဝါပေါ့သူကတိဆောက်ထားတာ10နှစ်လောက်ကြာပြီအဲ့တော့အဲ့ဒီ10နှစ်အတွင်းမှာကျွန်တော်တို့ဒီတင်မောရဲ့ပတ်ကားမှာရှိတဲ့ကျွန်တော်တစ်ပြားတွေကဗျာဟောင်းနှွမ်းတဲ့ခါကျရင်လဲရတယ်ပြီးလို့ရှိရင်ရွက်တွေကလည်းရွက်လွှင့်တဲ့လေပေါ့နော်ရွက်တွေကလည်းကျွန်တော်တို့စုပ်တဲ့ခါမှာလဲတယ်အဲ့လိုမျိုးလဲသွားရင်းနဲ့10နှစ်အတွင်းမှာဗျာသူ့ရဲ့မူလကတိဆောက်ထားတဲ့အန်နဝါလို့ခေါ်တယ်ဗျာတိဆောက်ထားတဲ့တင်မောကြီးကအကုန်လုံးအပြည့်စုံပေါ့ဗျာတစ်ခုလုံးကိုတစ်တွေရောခုနကတော့အကုန်လုံးကလဲပြီးသွားတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီတင်မောကကျွန်တော်တို့ပထမအောင်တုန်းကအစတုန်းကတိဆောက်ထားတဲ့အန်နဝါတင်မောနဲ့တူပဲလားဒါမှမဟုတ်လို့ရှိရင်တင်မောအသစ်တစီလားအဲ့လိုဆိုအမြဲတမ်းကျွန်တော် replace လုပ်သွားတာပေါ့နော် okay အဲ့တော့တကယ်လို့ခုနကတော့ကျွန်တော်တို့လဲနေတဲ့ဟာတွေကျွန်တော်တို့စုထားပြီးတော့အဲ့ဒီအဟောင်းတွေကိုဗျာကျွန်တော်တို့ပြန်လဲပြီးတော့တီဆောက်ပြီးတော့တင်မောအသေးလေးတခုကျွန်တော်တို့လှုပ်လိုက်ရဗျာအဲ့ဒါဆိုရင်တင်မောက2စီးဖြောတာအဲ့ဒါဆိုရင်ဘယ်တင်မောကမူလတင်မောလဲပေါ့နော်စဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ cells တွေကနေ့စဉ်ဗျာ billion trillion ပေါင်းများစွာ replace ပေါ့နော်အစားထိုးခြင်းခံရတယ်အဲ့တော့ကျွန်တော်တို့ဖြစ်စေတဲ့ဟာကဘယ်ရာလဲပေါ့နော်ဟိုကျွန်တော်နာမည်လင်းထက်ဗျာလင်းထက်ကိုလင်းထက်ဖြစ်စေတဲ့အရာဘယ်ရာလဲပေါ့နော်အဲ့တော့ကျွန်တော်တို့စဉ်းစားမှတခုကကျတော့ကျွန်တော်တို့ရဲ့အတွေးခေါ်တွေကျွန်တော်တို့ရဲ့စိတ်ခံယူချက်တွေလို့ပြောလို့ရဒါပေမဲ့ကျွန်တော်တို့တေချာပြန်စဉ်းစားကြည့်မယ်ဆိုရင်ငယ်တော့ဆိုကျွန်တော်တကြားလုံးကြိုက်တယ်ဗျာအခုကျွန်တော်တကြားလုံးမကြိုက်ဘူးကျွန်တော်မစားဘူးဗျာပြီးလို့ရှိရင်ငယ်တော့ game စား game ကြိုက်တယ်ဗျာအခုကျွန်တော်မကြိုက်ဘူးဗျာအဲ့တော့ကျွန်တော်တို့ရဲ့အတွေးခေါ်အယူဆတွေခံယူချက်တွေဆိုတာလည်းအများအားပြောင်းလဲနေတဲ့အရာတခုဗျာအဲ့တော့အတိတ်ကကျွန်တော်နဲ့အခုကျွန်တော်နဲ့ပြန်တွေ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ယောက်ကမတူတော့ဘူးဗျာအနာဂတ်ကျွန်တော်နဲ့အခုကျွန်တော်နဲ့ပြန်တွေ့မယ်ဆိုလဲမတူတော့အခါကြလို့ရှိရင်ဘယ်သူဆက်လဲဗျာ